ကျွန်တော်ရဲ့ Facebook မိမိကျော်ဆိုတဲ့ Facebook official account နဲ့ဘလဘနာ company သူကျွန်တော်တစ်ပတ်နဲ့ပေးကလက်ရှိမှာ Facebook ကဖျက်ချခံလိုက်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ account တစ်မိမိကျော် account တစ်ကျွန်တော်ဖွင့်ထားတယ်ပေါ့နော်ဒီမှာ viewer တွေအနေနဲ့အကုန်လုံးလာအပ်ပေးပါနော်ကျွန်တော်တကြောပြန်ဖို့အတွက်ဝိုင်းကူပေးပါအောင်ကျွန်တော်ဒီ YouTube မှာ YouTube comment မှာကျွန်တော်အကောင့်ရဲ့ဥစ္စာ link ချထားပေးမယ်နော်အဲ့ဒီမှာတစ်ချက်လောက်ဒါအဲ့လိုရမှာနော်တကြောပြန်ဖြုတ်နော်ကျွန်တော်တို့ရမယ်လို့လေလောလောဆယ်အမှကျွန်တော်အကောင့်ပြတ်သွားတော့သေးပြီလို့ကျွန်တော်သေးပြီဆိုပြီးတော့မှကော်နာဆိုတဲ့ကောင်ပဲရောက်နေလဲဆိုပြီးလေတိုက်နေတယ်အေးလိုတွေလည်းမင်းဖေမသေးဘူးလို့နော်မင်းဖေကိုအဲ့လောက်မလွယ်ဘူးလို့တတ်ဖို့ကားစီလုံးလာတော့မှဝိုင်းပြစ်လာတော့မှတစ်ချက်မှမအောင်ပြစ်နိုင်တယ်စောက်စင်းတယ်မင်းတို့ကဝမ်းတာဟလားငါမသိဘူးကွာအကောင့်ပြတ်သွားလို့ကြီးပဲရမလားအေးလိုတွေအဲ့တော့ကျွန်တော်ပြည်သူတွေကအဲ့ဒီမှာကျွန်တော်ရောက်တက်ခွဲအတွက်ပေးတော့လောလောဆယ်ကျွန်တော်အလုပ်တွေဒါအများနေလို့ပေးအောင်မှမဟုတ်သေးဘူးပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ official နောက်တစ်ခေါက်ကျွန်တော်ထပ်ပွင့်လာတယ်အဲဒီမှာမျိုးပြကျော်နာမည်နဲ့ပဲဒီမှာ screenshot လေးဒီမှာတစ်ချက်ပြလာမယ်ပြီးရင် comment မှာအဲ့ဒီ account ရဲ့ link ချထားပေးမယ်နော်ကျွန်တော်ရဲ့ illusion တွေလည်းတစ်ချက်လာပြီးတော့ဆက်သွယ်ပေးပါကျွန်တော်ကူညီလိုအပ်ပါတယ်